ဒီနေ့ချက်ဖြစ်တာလေးပါဝက်နိုင်ရိုးမီတော့ပါဝက်နိုင်ရိုးကိုကျွန်တော်တို့စားစနစ်နေပြီးတော့ဂျင်းကြက်သွန်ယူနဲ့အရင်ဆုံးပြုတ်ပါတယ်စီးတက်ပြီးရင်ပြောရတော့ဂျင်းကြက်သွန်ယူအနံ့နေအနံ့ကောင်းအောင်လို့ကျွန်တော်စီးတက်ပြီးတော့မှပဲရင်ပြုတ်လိုက်တယ်ပြုတ်ပြီးတော့ထွက်လာတဲ့အမြုပ်ကလေးတွေပါလေးတွေပေါ့နော်ဒါလေးတွေကိုဖယ်တယ်နိုင်ဝက်လောက်ပြုတ်လိုက်တယ်ပေါ့နော်နူးဤသွားပြုတ်လိုက်ပြီးတော့မှဒီကတော့အထဲလေးကဂျင်းဘက်ကလေးတွေကြက်သွန်ပြူဘက်လေးတွေကဆယ်ရမှာကျွန်တော်မဆယ်ပဲနဲ့အထဲကိုပဲထပ်ပြီးတော့လွယ်ပေါ့နော်ဒီအနံပင်တို့ပြီးတော့ကြက်သွန်မိတ်တို့ကြက်သွန်ဖူးတို့ပေါ့ဒါလေးပါလေးလီပြီးတော့ထပ်ထည့်တယ်တကြားလေးနည်းနည်းထည့်တယ်စားတွေငံပြရေတော့မထဲတော့ဘူးစားစနွင်းနေတဲ့တိုင်းထဲရပဲကျွန်တော်အဲ့ဒီရတာနဲ့ပဲကျွန်တော်ပြုတ်လိုက်တာကျွန်တော်ကစားကြောက်လို့လေတကြားလဲတကယ်တော့လျှော့ရမှာပါတကြားဖြတ်ရမယ်လို့ပြောရင်တကြားကတော့နည်းနည်းတော့ထည့်ထားသူရတာလေးပြင်းနဲ့ဖြစ်အောင်ပြီးတော့ငရုတ်သီး10တောင်း15တောင်းလောက်ကိုထောင်းလိုက်ပြီးထည့်လိုက်တယ်အဲ့တော့ဝက်နိုင်ရိုးမီတော့ဖြစ်သွားပါတယ်စားလို့လည်းကောင်းပါတယ်စကြည့်ပါဦး